မင်္ဂလာပါမျိုးတို့ကျွန်တော်ကိုလည်းရဲ့ YouTube channel ထဲမှာရှိကြတဲ့မျိုးတွေအားလုံးမင်္ဂလာပါဗျာเนาะကျွန်တော်စောစောကတပတ်စာမွေးခွက်အနေနဲ့ကျွန်တော်တင်ပေးခဲ့ပါပြီเนาะနှစ်3-4ဝယ်ခွေ3လုံးကိုဗျာနှစ်3-4ဝယ်ခွေကိုလည်းကျွန်တော်တင်ပေးခဲ့သလိုတကွက်ကောင်းမွေးခြင်းတဲ့မျိုးတွေအတွက်83ဆိုတဲ့ကဏ္ဍကျွန်တော် site နဲ့တကွYouTube မှာတင်ခဲ့ပြီးပါပြီเนาะအဲ့တော့ကျွန်တော်ဒီညနေ4:30အတွက်เนาะကျွန်တော် subscribe လုပ်ထားတဲ့အမျိုးတွေ like လုပ်ထားတဲ့အမျိုးတွေများများလုပ်ပေးပါ subscribe လုပ်ကြပါ like လက်မလေးတွေနှိပ်ကြပါเนาะအဲ့တော့ကျွန်တော် video file ကိုစုံအောင်ကြည့်ပါစုံအောင်နားထောင်ပါမိတ်ဆွေတို့အတွက်အကျိုးရှိပါလိမ့်မယ်ဒီညနေငွေထုတ်ကဏ္ဍသေးကြပါရပါလိမ့်မယ်เนาะ share ငွေထုတ်ကွက်ရပါလိမ့်မယ်ကျွန်တော်ဗီဒီယိုပိုင်းကိုစုံအောင်ကြည့်ပါစုံအောင်နားထောင်เนาะအဲ့တော့ကျွန်တော်မျိုးတွေဒီညနေ4:30အတွက်ကျွန်တော်အခွေတစ်ခွေ share ခွေတစ်ခွေကျွန်တော်ပေးခဲ့ပါမယ်เนาะ share ခွေတစ်ခွေပေးခဲ့မယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုစုံအောင်ကြည့်စုံအောင်နားထောင်ပြီးတော့ like လက်မလေးတွေနှိပ်မယ် subscribe လေးတွေနှိပ်မယ်เนาะတယောက်ချင်းစီတိုင်းများများလေး share ပေးပါလို့ကျွန်တော်တောင်းဆိုပါတယ်ဗျာ share ပေးတဲ့မျိုးတွေ like လက်မနှိပ်တဲ့မျိုးတွေ subscribe နှိပ်တဲ့မျိုးတွေအားလုံးအတွက်အကျိုးရှိတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်အားလုံးလည်းကောင်းသောလက်လာပါတွေရကြပါစေเนาะအဲ့တော့ဒီညနေ16/6/2025 4:30မှာ share 4လုံးအခွေကျွန်တော်ပြောပါမယ်အဲ့ share 4လုံးအခွေဒီကျွန်တော်မျိုးတွေ8351အခွေပါเนาะ8351 share အခွေပါเนาะမိမိတို့ရုံကြီးနဲ့ထိုးပါပတ်တိတစ်လုံးစာပေါ့ဗျာ4လုံးခွေ12ခွက်เนาะအာပြီးသားအဲ့တော့8351အခွေမိမိတို့ဒီညက်နေတေချာပေါင်းငွေတိုကဏ္ဍဖြစ်ရပါစေမယ်ဗျာเนาะရုံကြီးနဲ့ထိုးပါကျွန်တော် share ခွေပြောပြီးသွားပါပြီအဲ့တော့ကြောင့်ကျွန်တော်ရဲ့ YouTube မှာရှိတဲ့မျိုးတွေ subscribe နှိပ်ပြီးတဲ့မျိုးတွေရောမနှိပ်ရသေးတဲ့မျိုးတွေလည်း subscribe နှိပ်ပါ like လက်မလေးတွေနှိပ်ပေးပါတယောက်ချင်းစီတိုင်းများများ share ပေးပါလို့ကျွန်တော်အနုညွန်တောင်းပါပါတယ်အမျိုးတွေအားလုံးကံကောင်းကြပါစေ main or နှစ်ကွက် share main or နှစ်ကွက်ဖိုက်ခြင်းနဲ့ဝေထုတ်ခြင်းနဲ့ဆိုရင်စိန်ခေါ်ပေးမယ်ကျွန်တော် Viber နံပါတ်6.1836335 Viber မှာလာဟိုင်းပြီးယူပေါက်ဝေးနဲ့ကူညီမယ်မျိုးတို့အားလုံးကံကောင်းကြပါစေဗျာ